လူတယောက်ရဲ့ကောင်းကွယ်ချီပဲလိုချင်လို့တော့မရဘူးရဲ့ဒွန်တွဲတဲ့ဆိုကွယ်လဲပါမယ်အဝင်ခွင့်ချဆူတောင်းသမျှဖြည့်စုံအောင်ဘယ်ပြာမှမစွမ်းနိုင်ဘူးနိစတာနဲ့ရောင်ရဲကြရတာလေမင်းအသိပါပဲကြောက်တိုင်းအပြစ်ကလေးတော့ရှိတယ်လူတိုင်းချိုးရင်ချက်ရှိမယ်တဘာဝရဲ့သဘောတရားတစ်ခုပါပဲပုံစံတစ်ခုတည်းဇွတ်အတင်းသွင်းနေရင်ငကိုရှိရင်ဆွဲကုန်ပျက်စီးမဲ့အရေးပြန်ငယ်ကွက်တင်တာလေမင်းဒီပါပဲကြိုးစားခဲ့ပါတယ်ထိတ်ဆုံးကြည့်မရောက်ခဲ့ရတော့လဲတော့မကပါတယ်